အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အုံဒီကြိုက်တဲ့သူတွေအကြိုက်တွေ့စေမဲ့အုံစိတ်ရေကြောက်ကြောလေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအိုးထဲကိုကြောက်ကြောမို့ထမင်းစားစုံ3စုံထည့်လိုက်ပါမယ်အရသာအတွက်တကြားထမင်းစားစုံ5စုံနဲ့စားနေငယ်ထည့်ပြီးအားလုံးသမသွားအောင်မှွေပေးလိုက်ပါမယ်ပြီးရင်အုံစိတ်ရေ1လီတာထည့်လိုက်ပြီးပုတ်ပွက်ဆူလာရဲ့ဒီတက်ထားပေးလိုက်ပါမယ်။တင်နေရဲ့ချိန်မှာလည်းစမပြတ်မှုပေးနေဖို့လိုအပ်ပါရှင်။တက်ထားလိုက်တာခုလိုပွက်လာပြီဆိုရင်ရှစ်တိုင်းအုံသိနုလေးထည့်လိုက်ပြီးမှုပေးလိုက်ပါမယ်။9 မိနစ်လောက်တက်ထားပြီးဆိုရင်မိဖို့ဝါရှာပြီးအေးခံမဲ့ဘန်းတွေကိုလောင်းထည့်လိုက်ပါမယ်။ပြီးရင်မျက်နှာပြင်မှာရှိတဲ့အမြုပ်လေးကိုစုံလေးနဲ့ဖိတ်လိုက်ပြီးအေးခံထားလိုက်ပါမယ်ရှင်။တနားရီလောက်အေးခံထားပြီးရင်တော့ကြောလေးရခဲနေမလို့ကိုယ်စိတ်ကြိုက်တုံးလေးတွေလှီထားပေးလိုက်ပါမယ်ရှင်။ခုဆိုရင်နှက်လေးမွေးပြီးစားလို့ရန်ကောင်းတဲ့အုံစိတ်ရေကြောက်ကြောလေးရသွားပါပြီရှင်။လုံနည်းလေးမခတ်တာမို့လိုက်လို့စားကြည့်ကြပါရှင်။လမ်းဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့ငွေချင်းအလုံးကိုကျေးဇူးတင်ပါတယ်